is Teacher Hazel, and Merry Christmas and almost Happy New Year for this month. So, thank you for watching, and I would like to share a little bit about essay writing tips for today. This is not part of Great Writing Series, no? Great Writing Series ကတော့မဟုတ်ဘူးဒါပေမဲ့ဒီနေရာမှာ compare and contrast essay တွေ mostly compare and contrast essay ပေါ့နော်တခြား essay မှာလည်းrelate ဖြစ်ရင်တော့သုံးလို့ရတယ်ဆိုတော့ဒီ essay structuring တွေကဒီ block method နဲ့ point by point method အကြောင်းလေးကိုနည်းနည်းလေးပြောပြချင်တယ်ဆိုတော့ let's see ပေါ့နော်ဘာတွေဖြစ်မလဲဆိုတော့ဒီ share တို့ကဒီ structure so structure ကဒီ share တို့သိတဲ့အတိုင်းပဲအရေးကြီးတယ်နောက်ပြီးတော့ share တို့သိတဲ့ structure က introduction body paragraph conclusion ဒါ essay structure ပေါ့နော် so common 5 paragraph essay structure တွေမှာတွေ့ရတဲ့ဒီ3ခု component like very important component 3ခုပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့ share တို့က body paragraph အကြောင်းကိုအဓိကလေးပြောကြမယ်เนาะဆိုတော့ဒီ block method နဲ့ဟုတ်တယ်เนาะဒီ point by point method ကများသောအားဖြင့် compare and contrast essay တွေเนาะနှစ်ခုကိုနှိုင်းယှဉ်ပြီးတော့ကျွန်တော် opinion တွေပြောတဲ့ essay မျိုးတွေမှာပို့ပြီးတော့အသုံးများတယ်ဟုတ်ပြီเนาะဒါပေမဲ့တခြား relate ဖြစ်တဲ့ essay types တွေနဲ့လည်းပြောလို့တော့ရတယ်ပေါ့เนาะဒီနှစ်ဖက်ရှိနေပြောလို့ရတယ် okay ဆိုတော့ block method ဆိုတာဘာလဲ block method ဆိုတာနောက်တစ်မျိုးဘယ်လိုခေါ်သေးလဲဆိုရင် topic by topic method လို့ခေါ်တယ် so topic by topic method ဆိုတာဥပမာကျွန်တော်တို့ကဒီ phone နဲ့ computer နှစ်ခုကိုနှိုင်းယှဉ်မယ် right so let's compare phone and computer so phone ကပိုကောင်းလား oops sorry phone ကပိုကောင်းလား computer ကပိုကောင်းလားပေါ့နော် phone နဲ့ဒီဘက်ကlaptop ပေါ့နော် laptop လို့ပြောလိုက်မယ် so laptop နဲ့เนาะ so phone နဲ့ smartphone နဲ့ laptop နဲ့ဆိုတော့အဲ့ဟာအတွက်ကိုဒီ share တို့ကနှိုင်းယှဉ်တော့မယ်ဒီနှစ်ခုကိုဟုတ်ပြီเนาะဆိုတော့ဒီ share ကဒီဟာအတွက် pros လေးနှစ်ခုနဲ့cons လေးနှစ်ခုကိုပြောပြမယ်ဟုတ်ပြီเนาะဆိုတော့ phone အတွက် pros ကတော့သူကဘာဖြစ်လဲဆိုတော့ portable ဖြစ်တယ်เนาะဘယ်နေရာတော့သွားတည်လို့ကောင်းတယ်နောက်ပြီးတော့သူကဘယ်လိုပြောမလဲ convenient ဖြစ်တယ် convenient ဖြစ်တယ်ဆိုတော့ဘယ်လိုလဲဆိုတော့ဒီ touch screen နဲ့ပဲသုံးရတဲ့အတွက်ကြောင့်မလို့ easily access ဖြစ်တယ်ပေါ့နော်နောက်ပြီးအဲ့လိုမျိုးမပြောချင်ဘူးဆိုရင်ဒီ share တို့touch screen ပါတယ်လို့သာပြောလိုက် okay so touch screen ရှိတယ်ဒါ brainstorming လုပ်နေတာပါเนาะနောက်တစ်ခါကျတော့ cons မှာကျတော့ तू ကဘာဖြစ်လဲဆိုတော့तू ကတပြိုင်တည်းနဲ့အကုန်လုံးသုံးလို့မရဘူးပေါ့နော် so lack of simultaneous function ပေါ့နော်ဆိုတော့ဒီ functionality အများကြီးသုံးလို့မရတာမျိုးပေါ့နော် tabs တွေအများကြီးဖွင့်ထားတာမျိုးမရတာပေါ့နော်တော့ touch screen အဲ့လိုတပြိုင်တည်းသုံးလို့မရတဲ့ဟာမျိုးเนาะနောက်တစ်ခုကကျတော့ဒီ share တို့ဘာဖြစ်မလဲဆိုတော့ small screen ဖြစ်မယ်เนาะဆို phone တွေက laptop တွေထက်ဆိုင်ရင်เนาะနည်းနည်းလေး small ဖြစ်တယ်ကဲဒါဆိုရင် laptop ဘက်ကကြည့်မယ်ဆိုရင် share တို့ရဲ့ laptop ရဲ့ pros တွေကဟုတ်ပြီเนาะဘာဖြစ်မလဲဆိုတော့သူကlarger screen ဖြစ်တယ်နောက်ပြီးသွားရင်ဒီမှာဒီ phone ရဲ့ဆန့်ကျင်ဘက်ပေါ့เนาะဘာဖြစ်မလဲဆိုတော့သူကmultiple function ပေါ့နော်ဒါဒီခုနောက်ပိုင်းမှာတော့သူ့ပါတယ်သူဒီလိုတခြား function အများကြီး screen တစ်ခုမှာနှစ်ခုလောက်သုံးလို့ရတယ်ဖုန်းတွေထွက်ရင်လည်းထွက်လာတယ်ဒါပေမဲ့ဒီနေရာမှာတော့ share တို့ကရိုးရိုးလေးပဲစဉ်းစားပြီးတော့ပြောကြမယ်နော် multiple functionalities နောက်ပြီးတော့ share တို့ cons မှာကြတော့သူကဘာဖြစ်မလဲဆိုတော့ not portable portable မဖြစ်တာရယ်နောက်ပြီးတော့သူကဒီ share တို့ဒီ touch screen မရှိတဲ့ဟာတွေပေါ့နော်touch screen lack of touch screen ပေါ့အဲ့လိုမျိုးလေးဒီ share တို့ထားလိုက်ပါเนาะဆိုတော့ဒီနှစ်ခုကိုပြန်ချုပ်မယ်ဆိုရင်ဒီ share တို့ဒီ convenience เนาะ convenience ဆိုတဲ့ဟာနဲ့ functionality ဆိုတဲ့ဟာနဲ့ကိုဒီ share တို့ကconvenience နဲ့ဒီအောက်က functionality ဆိုပြီးတော့နှစ်ခုဒီ share ကတော့main idea အနေနဲ့ဒီ share ကထုတ်ပြီးတော့သုံးမယ်ပေါ့เนาะကဲဒါဆိုရင်ဒီကောင်တွေကဘာဖြစ်သွားမလဲဆိုတော့ဒီ share ကpoint ဖြစ်သွားမယ်ဒါတွေက point ဖြစ်သွားမယ်ပေါ့နော် point 1 point 2ဟုတ်ပြီနော်ဆိုတော့ဒီအကြောင်းအရာကိုဆွေးနွေးမှာနောက်တစ်ခုကကြတော့ဒီ share တို့ဒီ phone နဲ့ laptop နဲ့ကြတော့ subject ဖြစ်သွားမယ်ဒီ share ကဒါကို phone ကို subject A လို့ထားပြီးတော့ laptop ကို subject B လို့ထားမယ်ကဲဒါဆိုရင်ဒီ share တို့က
ဟုတ်ပြီနော်ဒါ topic sentence တွေဘာတွေမှာဒီနှစ်ခုအကြောင်းကိုဒီချက်တို့ဒီအောက်ကမှာဆွေးနွေးပါမယ်ပေါ့ဒီ essay introduction မှာရေးလိုက်မယ်ရေးပြီးတော့ဆိုဒီချက်တို့က body 1ကိုစတာဟုတ်ပြီနော်ဒီနေရာမှာ block method ကိုသုံးမယ်ဆိုရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့ဒီချက်တို့ကsubject A ဖုန်းမှာဆိုရင်တော့ okay ဖုန်းမှာဆိုရင်တော့ဒီလိုpoint 1 point 2နဲ့ပတ်သက်ပြီးတော့ဒီလိုအချက်တွေဒီမှာ plus supporting details ပေါ့နော်အဲ့လိုမျိုးလေးတွေရှိသွားမှာပါဆိုပြီးတော့ဒီချက်တို့ subject A divide subject B divide ဟုတ်ပြီနော် subject A divide subject B divide အဲ့လိုမျိုးရေးလိုက်တာကိုဒီချက်တို့က block method လို့ခေါ်ပါတယ်ဟုတ်ပြီဒါဆိုရင်ဒီချက်တို့ကဟုတ်ပြီနော်point by point method ကြတော့ဟုတ်ပြီနော် point by point method ကြတော့ဒီချက်တို့ကနောက်ဒီလိုမျိုးပေါ့ဟုတ်ပြီနော်ဒါက block method ဖြစ်တယ်ဆိုတော့ point by point ကကြတော့ဒီ subject နေရာကဲဒါဆိုဒီချက်ပြန်ရေးပြလိုက်မယ်နော်ဆိုတော့ point by point ကဘယ်လိုဖြစ်မလဲဆိုရင်okay so point by point ကဘယ်လိုဖြစ်မလဲဆိုရင်ဒီချက်တို့ point 1အကြောင်း okay subject A ကတော့ဘယ်လိုဖြစ်ပါတယ် subject B ကတော့ဘယ်လိုဖြစ်ပါတယ် okay point 2ဆိုရင် subject A ကတော့ဟုတ်ပြီနော်ဖုန်းကတော့point 2အနေနဲ့ in terms of functionality ပေါ့ဖုန်းကတော့ဘယ်လိုရှိပါတယ် in terms of functionality laptop ကတော့ဘယ်လိုရှိပါတယ်ဆိုပြီး point ကိုမူတည်ပြီးရေးတာကိုဒီချက်တို့က point by point method လို့ခေါ်ပြီးတော့ subject ကိုမူတည်ပြီးရေးတာကိုဒီ AB ကိုမူတည်ပြီးရေးတာကိုကြတော့ဒီချက်တို့ကblock method လို့ခေါ်တယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ပို့ပြီးတော့ရှင်းလင်းသွားအောင်ချက်တို့example topic လေးတစ်ခုနဲ့လေ့လာကြည့်မယ် okay so the topic is traditional classroom နဲ့ online classroom so that's a very common topic in today's world ဟုတ်ပြီနော်အရင်တော့ဆိုရင် covid မဖြစ်ခင်တော့က online class တွေကအဲ့လောက်ကြီးvery popular မဖြစ်ဘူးเนาะကဲဒါဆိုရင်ချက်တို့example essay လေးကိုတစ်ချက်လောက်တွားကြည့်မယ်နော်ဆိုတော့ချေတို့ block method ယူပြီးတော့ရေးထားတဲ့ဟာလေးကိုအရင်ဆုံးဖတ်ကြည့်မယ်နော်ကဲအဲဆိုရင် traditional classroom နဲ့ online classroom မှာသူ compare လုပ်ထားတဲ့အကြောင်းအရာက social interaction နဲ့ flexibility ဒါက topic sentence ဖြစ်ပါတယ်ဟုတ်ပြီနော်ဒါ topic sentence ဖြစ်ပါတယ်ဆိုတော့ plus tip topic sentence ဆိုတာနော် thesis statement ဆိုတာဒီအောက်မှာပါတဲ့အရာကိုဟုတ်ပြီနော်ဒီပေါ်လွင်အောင်ဟုတ်ပြီနော်အောက်မှာပါလာမယ့်အကြောင်းအရာကိုဒီချက်တို့ကပေါ်လွင်အောင်ပထမအဦးဆုံးအနေနဲ့ဒီ readers ကို clearly state လုပ်ထားတဲ့ sentence ကို thesis statement လို့ခေါ်တယ်။များသောအားဖြင့်ကျောင်းသားတွေ thesis statement နဲ့ပတ်သက်ပြီးတော့နည်းနည်းအခက်ကြုံကြရပေါ့နော်မရေးတတ်ဘူးမလုပ်တတ်ဘူးအဲ့လိုမျိုးကြုံကြရဒါကတကယ်တော့ brainstorming နဲ့ပြန်ပြီးတော့connect လုပ်လိုက်ရင်တော့ thesis statement ကရေးရတာလွယ်သွားတယ်เนาะဒါကနောက်ဗီဒီယိုမှာတစ်ချက်ပြောပြပေးမယ်။ကဲဒါဆိုရင်ဒီနေရာမှာတစ်ချက်တော့block method ကိုသုံးတဲ့အတွက်ကြောင့်မလို့သူက subject ကိုမူတည်ပြီးတော့ AB ကိုမူတည်ပြီးရေးထားတယ် subject A က traditional classroom ဖြစ်တယ် subject B ကတော့ online learning online classroom ဖြစ်တယ်ဆိုတော့ဒီနေရာမှာ social interaction နဲ့ flexibility ကတော့ဒီချက်တော့ point 1နဲ့ point 2ဆိုပြီးတော့သူပေးထားလိုက်တယ် okay ကဲဒါဆိုရင်ဖတ်ကြည့်ရအောင် in a traditional classroom social interaction is immediate and physical ဆိုတော့ဒီနေရာမှာသူက semicolons လေးနဲ့သူ့ရဲ့ supporting idea ကိုသူပြထားတယ် student can chat before class and read body languages during discussion however this model lack flexibility ဆိုတော့ဒီနေရာမှာ pros ကိုပြထားတယ် social interaction အနေနဲ့တော့ pros ကိုပြထားပြီးတော့ flexibility အနေနဲ့ကတော့ဟုတ်ပြီနော်သူက cons ကိုပြထားတယ်နော် specific seat at a specific time commuting can be a major time drain ဆိုတော့ချေသွားရလာရတာတွေနော်အဲ့လိုမျိုး flexibility တော့တိတ်ပြီးတော့မရှိဘူးပေါ့ the structure is rigid which helps stay disciplined but limit others ဆိုတော့ဒီနေရာမှာဒီနှစ်ခုလုံးကိုခြုံပြီးတော့သူ့ရဲ့ဒီနှစ်ခုလုံးအတွက် supporting sentence တခုကိုသူထည့်ထားသေးတယ်เนาะဆိုတော့ဒီနေရာမှာချက်တော့social interaction
flexibility ဆိုတော့ point 1 point 2ဆိုတော့ A ကနေပြီးတော့မှဒီချက်တော့1 2ဒီလိုမျိုးခွဲသွားတာမျိုးကိုတွေ့ရတယ်။ကဲဒါဆိုရင် B မှာဆိုလဲဒီအတိုင်းပဲဟုတ်ပြီနော် prioritize flexibility အစင်လိုက်တော့မဟုတ်တော့ဘူးเนาะသူကဒီညမှာဒီလို flexibility ကိုအရင်ပြောထားတယ်ပြီးတော့သူရဲ့ supporting sentence ပါမယ် Students can often attend lectures at midnight or from a coffee shop, making it ideal for those with jobs. So jobs နဲ့ပါသူက connect လုပ်ထားတယ်ဟုတ်ပြီနော်ဒီနေရာမှာ contract ပြန်ဖြစ်သွားတဲ့ဟာက social interaction ဖြစ်ပြီးတော့ social interaction ကို limit လုပ်ထားတယ် discussion happens on the text-based forum or via video calls ဟုတ်ပြီနော်ဒါကသူထည့်ထားတဲ့ supporting idea ဖြစ်ပါတယ်which can be clinical and lack human touch found in physical building เนาะဒီကောင်နဲ့သူကပြန်ပြီးတော့ cons ပြန်ပိတ်ထားတယ်။ကဲဒါဆိုလည်းဒီနေရာမှာဆိုလည်း subject B ကနေပြီးတော့သူကကြတော့ဒီနေရာမှာ2ကိုသူ့ရဲ့ pros ကိုယင်ထည့်ပြီး2 1ဆိုရဲ block method ကိုသူသုံးထားတယ်။ဟုတ်ပြီနော်။အဆင်ပြေမယ်ထင်တယ်။နောက်တစ်ခုကကြတော့ conclusion မှာကတော့ဒီအပေါ်ကဟာကို rephrase ပြန်လုပ်ထားပါတယ်။ဟုတ်ပြီနော် rich social environments online provide convenience modern life often demands ဆိုပြီးတော့ဒါကောင်းကောင်းလေးပေါ့နော်ဒီ sentence structure ပါအသေးချာလေးရေးပြီးထားတယ်เนาะကဲဒါဆိုရင်အဆင်ပြေမယ်လို့ထင်ပါတယ်နောက်တစ်ခုကကြတော့ point by point method ဆိုတော့ဒီဟာကတော့တူတူပဲဒီ introduction ရော introduction နဲ့တိတ်မကွာဘူးပေါ့နော်သူဒီမှာဒီဟာလေးကိုသူ topic sentence တွေနဲ့သူထည့်ထားရပေါ့နော်ဆိုတော့ကျွန်တော် introduction နဲ့ conclusion ခဏလေး ignore လုပ်ပြီးတော့ဒီ body ကိုပဲတစ်ချက်ကြည့်လိုက်မယ်เนาะဆိုတော့ body မှာဆိုရင်သူက point 1ကိုမူတည်ပြီးတော့မှပြထားရပေါ့เนาะဆိုတော့ in a traditional classroom ဆိုပြီးတော့ classroom ထဲမှာဖြစ်တဲ့ဟာပြီးရင် online learning ဆိုပြီးတော့ဖြစ်တဲ့ဟာနှစ်ခုဆိုတော့ point ကိုမူတည်ပြီးတော့ဒီချက်တို့ A B ဟုတ်ပြီเนาะဒီ traditional မှာဘယ်လိုဖြစ်တယ် online မှာဘယ်လိုဖြစ်တယ်ဆိုပြီးသူပြထားတယ်နောက်တစ်ခုကကြတော့ဒီ flexibility and scheduling right so ဒါကတော့ point 2ဖြစ်တယ် so point 2မှာလည်းအဲ့လိုပဲ online learning and traditional classroom ဆိုပြီးတော့သူကနှစ်ခုကိုအဲ့လိုမျိုးပြန်ပြီးတော့ခွဲထားတယ်เนาะဆိုတော့ဒီ essay ကိုဒီချက် share ပေးပါမယ်ဟုတ်ပြီเนาะဆိုတော့ဒီ block method နဲ့ point by point method ကဘယ်ဟာကပို့ပြီးတော့ကောင်းတယ်ဆိုပြီးတော့မရှိဘူးပေါ့နော်။ဒါပေမဲ့ကိုကပို့ပြီးတော့ longer ဖြစ်အောင်ရေးရမယ်ဆိုတဲ့အခြေအနေရောက်မယ်ဆိုရင်တော့ point by point method ကတော့ point များလေသူကပို့ပြီးတော့ရှေ့ရှေ့အောင်ရေးလို့ရလေပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကတော်တော်တုံးနဲ့ brief ဖြစ်နောက်ပြီးတော့ concise ဖြစ်ရေးချင်တယ်ဆိုရင်တော့ block method ကဒီ subject ကိုမူတည်ရတဲ့အတွက်ကြောင့်မလို့သူက point တွေကို supporting details တွေအနေနဲ့လည်းထည့်လို့ရတယ်ပေါ့နော်ဆိုတော့ဘယ်ဟာကတော့ပို့ပြီးတော့ကောင်းတယ်ဆိုပြီးတော့မရှိဘူးကိုကြိုက်တဲ့ပုံစံကိုအားသာတယ်လို့သုံးလို့ရတယ် Okay ဒါဆိုရင်ဒီချက်ကနောက်တစ်ခုပေါ့နော်ဒီကျောင်းသားတွေပြန်ပြီးတော့လေ့ကျင့်လို့ရအောင်ဒီ topic လေးတစ်ခုကို try စေချင်တယ်ပေါ့နော်ဒီ topic လေးကတော့ AI နဲ့ human intelligence ပေါ့နော် artificial intelligence နဲ့ human intelligence ဆိုပြီးတော့နှစ်ခုပေါ့နော်ဆိုအဲ့နှစ်ခုကိုဒီ brainstorming လုပ်ပြီးတော့ကို topic sentence ကတော့ဒီနေရာမှာမ share ရသေးတဲ့အတွက်ကြောင့်မလို့ကိုအဆင်ပြေသလိုရေးပြီးတော့writing feedback တောင်းလို့ရပါတယ်ဆိုတော့ this is the end of lessons for today. If there is any questions, feel free to let me know in the comments and see you in the next video. Thank you for watching and Happy New Year, everybody.